ချင်းပြည်နယ်ဖလန်းမြို့နယ်ဘက်သို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ရုပ်သံကို CTF CTM စီရင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။မတ်လ24ရက်နေ့မှာကလေးမြို့နယ်ဘက်မှဖလန်းမြို့နယ်ဘက်သို့တက်လာတဲ့စစ်တပ်စစ်ကြောင်းတိုင်းရင်းနဲ့ဖလန်းကြားရောက်ရှိလာချိန်မှာ CTF CTM စီရင်တပ်ဖွဲ့မှရဲဘော်တွေကတိုင်မိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်သား10ဦးခန့်သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။စစ်သားများထိခိုက်ဒေဆုံးမှုနဲ့ပတ်သက်ပြီးတော့ MNO News အနေနဲ့တိကျတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ Okay. Oh. Okay. လက်ရှိစစ်တပ်စစ်ကြောင်းကဖလန်းမြို့အနီးမှာပဲတပ်ဆွဲထားပြီးရှေ့ဆက်မတိုးနိုင်သေးဘူးလို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကို CTF CTM စီရင်အဖွဲ့မှရဲဘော်တွေကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။ So shit. Book walk here day, I bet here. We said no yet. Yeah, no.